ကဲ73အနုံနဲ့မြင်များချင်း19ဒုတ်တစ်ချောင်းပဲရွှေ့ပြီးတော့ equation ထပ်ညီမှာပါအဲ့ဒါလေးလည်းဒီနေ့ထပ်မေးတာပါကဲအဖြစ်မှန်တဲ့သူကိုဥပ္ပေတစ်ထောင်လက်ဆောင်ပေးမှာပါ73အနုံနဲ့မြင်များချင်း19เนาะဒုတ်တစ်ချောင်းပဲရွှေ့ရမှာเนาะဒါက digital ကဏ္ဍတော့တစ်ခါပြောနေကြပုံစံအတိုင်းပဲဒုတ်တစ်ချောင်းပဲရွှေ့ရမှာပါဒီလိုတစ်မှာဆိုရင်တစ်ချောင်းဆွေးမှာဆိုဒီတစ်ချောင်းပဲဆွေးရမှာเนาะအဲဒါကြောင့်ပေါ့ဒီနှစ်ချောင်းလုံးရှိရတာမဟုတ်ပါဘူးเนาะအဲတစ်ချောင်းပဲရှိရမှာပါအဲဒါကြောင့်ပေါ့မှားမှာဆိုလို့ပါဒီလိုယူပိုင်ခွင့်လို့ရှိတယ်လေအဲဒါကြောင့်ပေါ့ဒီနှစ်ချောင်းလုံးတစ်ဆိုတစ်ခုလုံးမှာတစ်ချောင်းလည်းမဟုတ်ပါဘူးနှစ်ချောင်းရှိတာပါဒီကျေတဲ့ကဏ္ဍမှာအဲ့ဒါကိုမှဒုတစ်ချောင်းပဲရွှေ့ပြီးတော့ equation ညီမှာပါတိကျလေးစဉ်းစားကြည့်ပါเนาะမှာဆက်တောင်းအနှုတ်နဲ့မြင့်ကြီး19အဲ့ဒါကိုမှန်အောင်လုပ်ရမယ်ဆိုတော့တော့လည်းတစ်ချောင်းပဲရွှေ့ရမယ်โอเคဒီတော့လွယ်လွယ်လေးဒီရဖြုတ်မယ်ဖြုတ်ထားမယ်73အပေါင်းနဲ့မြင့်ကြီး15โอเคမနေ့တော့စဉ်းစားလိုက်ရတယ်မှန်တယ်မို့လား